လေးပေါ့နော်ဒီနေ့ webinar လေးကိုအားလုံးပဲပေါ့အချိန်ပေးပြီးတော့တက်ရောက်ပြီးရဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ညီမတော့အခု PSP Academy ကနေပြီးတော့အခုလက်ရှိတာဝန်ထမ်းဆောင်နေရပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ webinar ပွဲလေးမှာကဒီ PSP Academy မှာတက်လို့ရတဲ့ program တွေပြီးတော့နောက်တစ်ခုကဘယ်လိုအကြောင်းသားဘယ်လိုမျိုး pathway တွေသွားလို့ရလဲဆိုတာလေးတွေရဲ့ပြီးတော့ဒါ PSP Academy ကတကယ်တကယ် ranking မြင့်တဲ့အကြောင်းနေနဲ့ဘယ်လိုချိတ်ဆက်ထားလဲဆိုတာရောပြီးတော့ဒီအခုအကြောင်းသူအကြောင်းသားရဲ့အတွက်ကိုဒီလက်ရှိတလောပေးအပ်နေတဲ့ဒီ study grant တွေ scholarship တွေအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့အတွက်မေးခွန်းလေးတွေရှိရဆိုလို့ရှိရင်လည်းဒီ webinar လေးပြီးတဲ့အခါကျလို့ရှိရင်အမစီမှာလာပြီးမေးလို့ရပါတယ်အခုလက်ရှိလာနားထောင်နေတဲ့မောင်လေးညီမလေးတွေဆိုလို့ရှိရင်လည်းဒါ education background မျိုးစုံကရှိမှာဆိုတော့လေအမတို့ဒီ session ပြီးသွားတဲ့အခါကျရင်ကိုပြီးဆုံးထားတဲ့ background လေးတွေကိုချက်ပေါက်မှာကိုမှန်ပြီးတော့လည်းအမကိုပြောလို့ရတယ်အမကအဲ့ကိုပြီးထားတဲ့ပုံမှာမူတည်ပြီးပြန်ပြီး counseling ပြန်လုပ်ပေးပါမယ်တကယ်လို့ဒါမိုက်ဖွင့်ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်လည်းဒါဒီ webinar လေးပြီးသွားတဲ့အခါကျလို့ရှိရင်အမနဲ့ discuss လုပ်လို့ရပါတယ်နော်အဲ့တော့အမကတော့အခုလက်ရှိ PSP Academy မှာဒါ country representative အနေနဲ့တာဝန်ထမ်းဆောင်ပြီးတော့အခုလက်ရှိမှာဒီကျောင်းသူကျောင်းသားတွေဒီမြန်မာကျောင်းသားတွေအတွက်ကိုအဓိက admission တွေ visa process တွေဒါဝင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့အမလက်ရှိ handle လုပ်ပြီးတာဝန်ထမ်းဆောင်နေရပဲဖြစ်ပါတယ်ဆိုတော့အမတို့အခုလက်ရှိ PSP Academy မှာက business IT engineering life science sport science ပေါ့နော်အဲ့အဓိကဒီ sector တွေကိုအမတို့တင်ကြားပေးနေတာပဲဖြစ်ပါတယ်ဆိုတော့ program တွေကတော့အမတို့စီမှာအများကြီးပဲ business ဆိုလို့ရှိရင်လည်းပြန်ပြီးရွေးချယ်လို့ရတာအများကြီးပဲပေါ့နော် business ဆိုလို့ရှိရင်ဒါ accounting and finance တို့အများကြီးပဲdigital marketing တို့အဲ့ဒါနောက် slide လေးတွေမှာအမရှင်းပြပေးပါမယ်ဆိုတော့ပြီးလို့ရှိရင်ဒါအမတို့စီမှာစတက်လို့ရတာက foundation certificate ကနေစပြီးတော့ဒါ certificate diploma bachelor master program တွေအထိတက်ရောက်လို့ရပါတယ်အခုအမဒီအကြောင်း program လေးတွေအကြောင်းကိုမသွားခင်မှာအကြောင်းရဲ့ background လေးနည်းနည်းလေးကိုဒါပြပြချင်ပါတယ်ဆိုတော့အကြောင်းခုနောက်လေးညီမလေးတို့အခုစင်ကာပူမှာအကြောင်းတက်ဖို့စပြီးအကြောင်းရှာပြီးဆိုလို့ရှိရင်ဒါပထမတစ်အချက်ကဒါအကြောင်းရဲ့ background ကိုစပြီးကြည့်ရမှာဖြစ်ပါတယ်ဒီအကြောင်းကဘယ်လိုမျိုးအနေထားရှိလဲဘယ်လောက်ထိယုံကြည်စိတ်ချလို့ရလဲပြီးတော့ဘာတွေပေးအပ်လဲပြီးတော့ဒီအကြောင်းပြီးသွားရင်ရော career opportunity တွေဘာတွေရမလဲဆိုတာပေါ့နော်ဆိုတော့ဒီအချက်လေးတွေမှာဒီနေ့ webinar မှာအဓိက highlight ထားပြီးပြပြပေးမယ်ပေါ့နော်ဒါအမတို့အကြောင်းက1964ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးအခုဆိုလို့ရှိရင်ဒါနှစ်ပေါင်း60ကျော်တက်တန်းရှိတဲ့ဝါရင်အကြောင်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အမတို့အကြောင်းကဒါစင်ကာပူမှာက private institution လို့မဖြစ်လာခင်ကတည်းကအမတို့အကြောင်းကဒီစင်ကာပူမှာဆိုရင်ဒါအစိုးရဝန်ထမ်းအလုပ်လုပ်ချင်တဲ့သူတွေကို training ပေးတဲ့သင်တန်းကျောင်းအနေနဲ့ရှိခဲ့တာပါ National Productivity Board အဖြစ်နဲ့ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒါအမတို့က2006ခုနှစ်မှာ private institution အပြည့်စပြီးတော့ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့2010ခုနှစ်မှာဒီ EduTrust ကို certify ဖြစ်ထားတဲ့ private institution ပထမဆုံးပေးတဲ့၅ကျောင်းထဲမှာတစ်ကျောင်းအပါအဝင်ဖြစ်ခဲ့ပါတယ်ဆိုတော့ဒီနေရာမှာ EduTrust ဆိုတာဘာလဲEduTrust ဆိုတာကစင်ကာပူမှာဒါကျောင်းတက်ဖို့စုံစမ်းနေတဲ့မောင်လေးညီမလေးရှိရင်ဒီ EduTrust ဆိုတာကိုလည်းဒါနားလည်ထားတဲ့နယ်ပေါ့နော် EduTrust ဆိုတာကအမတို့ကဒီကျောင်းတစ်ကျောင်းကဘယ်လောက် quality ရှိလဲ quality ပြည့်မီရဲ့လားတေယိုးညွှန်းတန်းနေရအောင်မှန်ကန်ရဲ့လားဒီကျောင်းကယုံကြည်စိတ်ချရရဲ့လားပြီးတော့ဆရာဆရာမတွေကကိုတကယ်ကိုသိရမလား100%ဒီ fully quality နဲ့ဒါ teaching quality တွေနဲ့ပြည့်မီရဲ့လားကျောင်းပြီးတဲ့အခါရောတကယ်ဘွဲရလားကျောင်းပြီးတဲ့အခါကျရင်ရောတကယ် successful ဖြစ်ရဲ့လားဆိုအဲ့အချက်အရာတွေနဲ့တိုင်းတာပြီးတော့အမတို့က EduTrust ကိုပေးအပ်ထားတာပါဒါ EduTrust ဆိုလို့ရှိရင်ဒါအမတို့ဒါလွယ်မရဘူးပေါ့နော်ပြောချင်တာအမတို့နှစ်တိုင်းကိုအမြဲတမ်းစစ်ဆေးပြီးမှရထားတဲ့ EduTrust ပါတစ်ခါရပြီးရတယ်မပြီးဘူးပေါ့နော်အဲ့တော့အမတို့ကျောင်းကအခုလက်ရှိမှာဆိုရင်၄နှစ်ဆက်တိုက် EduTrust ကိုင်ဆောင်ထားတဲ့အကြောင်းဖြစ်တယ်နောက်တစ်ခုကဒါအမတို့က campus ပေါ့နော် campus ကို2015ခုနှစ်မှာအမတို့ကဒီ City Square ဒီ Marina Bay area မှာရှိရဲအမတို့ကျောင်းကမြို့ထဲမှာရှိရဲပေါ့နော်ဆိုအဲ့ကျောင်း campus ကိုအရင်ဝင်တီးချုပ်တာစင်ကာပူဝင်တီးချုပ်လီကွမ်ယူကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာတော့ဒါအမတို့က STEM wing main wing ဆိုပြီးတော့ campus နှစ်ခုရှိရပေါ့နော်အခု2025ခုနှစ်မှာဆိုရင်အမတို့နောက်ဆုံး campus အကြီးတစ်ခုကိုထပ်ဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒါကို Cathay campus လို့ခေါ်တယ်ပေါ့နော်အခုဆိုရင်ဒါအမတို့က total campus ကြီး3ခုနဲ့ run နေတာပဲဖြစ်ပါတယ်ဆိုတော့ campus တစ်ခုနဲ့တစ်ခုကတော့အမတို့ကအရန်ပေါ့နော်မနီမဝေးပေါ့နော်လက်လျှောက်သွားတာနဲ့ရတဲ့ campus တစ်ခုနဲ့တစ်ခုကတော့ဆိုတော့အဲ့ဟာလေးရှိရပေါ့နော်အဲ့တော့ဒါကတော့အမတို့စီမှာရှိတဲ့ဒါ campus campus ဟိုအခြေအနေလေးပေါ့နော်တော့နောက်ပိုင်းဒီ campus ပုံလေးတွေကအမဒီ slide လေးမှာပြပေးပါမယ်ဒီမှာဒီ campus လေးပေါ့နော်ဒါအမခုနကပြောတဲ့ဒီ Cathay campus sorry ဒီ main wing နဲ့ Stanway campus ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒါကျောင်းသူကျောင်းသားတွေအတွက်ကို lecture အခန်းတွေရှိတယ်ပြီးလို့ရှိရင်ဒါgym အခန်းတွေရှိတယ် media and communication ဒီကျောင်းသူကျောင်းသားတွေအတွက်ကိုဒါအမတို့ဒါ radio အခန်းတွေရှိတယ်အတန်သွင်းတဲ့အခန်းတွေရှိတယ် live stream တဲ့အခန်းတွေရှိတယ်ဆိုအဲ့အခန်းတွေကိုပေါ့နော်ဒါကျောင်းဘက်ကနေပြီးတော့ facility အပြည့်အဝနဲ့ထားပေးတာပေါ့နော်ပြီးရင် gym အခန်းတွေ sport and exercise သမားတွေအတွက်ကိုလည်း gym အခန်းတွေရှိတယ်ပေါ့နော်
ဆိုတော့ဒါလေးတွေကတော့ဒါအမားတို့ကျောင်း campus ပုံလေးတွေပါခုနအရှိရဒီ webinar အစမှာလည်းအမားတို့ campus tour video လေးပြထားခဲ့ပါတယ်ပေါ့နော်နောက်ပိုင်းဒါပြီးသွားလို့ရှိရင်လည်း YouTube ထဲမှာဝင်ကြည့်လို့ရတယ်အမားတို့ campus tour video တွေဒါနောက်တစ်ခုကကြတော့ဒါအမခုနကပြောတဲ့အသစ်ဖွင့်လှစ်လိုက်တဲ့ဒါ Cathay Campus ကပုံလေးတွေပဲဖြစ်ပါတယ်။သူကကြတော့အဓိကအမတို့က Coventry University UK ကိုတက်မဲ့ကျောင်းသားတွေအတွက်ကို official campus အနေနဲ့ထားတာပေါ့နော်။ဒါပေမဲ့အမတို့ကအခုက program တွေကလည်းအများကြီးကျောင်းသားတွေကလည်းများတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားတခြားဘက်က program ပေါ့နော်။diploma တို့ certificate တို့ဒါကျောင်းသားတွေလည်းဒီဘက်မှာထားတတ်တယ်ပေါ့နော်။အဲ့တော့အမတို့ campus ကိုအခု3ခုမှာတော့ကျောင်းသားတွေအကုန်လုံးကိုမျှထားတယ်ပေါ့နော်။ဆိုတော့ဒါကတော့အမတို့လက်ရှိ campus ပုံလေးတွေပဲဖြစ်ပါတယ်။နော်ဆိုတော့အဲ့တော့ဒါအမတို့ campus ကိုပြပြီးပြီဆိုတော့အမကအခုဒီနေ့ကကြတော့စင်ကာပူအကြောင်းဖြစ်တဲ့အတွက်ကြောင့်အမတို့စင်ကာပူအကြောင်းလေးနည်းနည်းလေးပြပြချင်ပါတယ်ဆိုတော့အခုဒါအကြောင်းသွားတက်ဖို့စတင်လာပြီဆိုရင်နိုင်ငံကြီးရွေးချယ်ကြမယ်ဆိုတော့ UK ရွေးတဲ့သူရှိမယ်ဒါ Thailand ရွေးတဲ့သူရှိမယ် Malaysia ရွေးတဲ့သူရှိမယ်စင်ကာပူရွေးတဲ့သူရှိမယ်ပေါ့နော်အများကြီးစပြီးကိုဘယ်နိုင်ငံသွားရမလဲလို့စစဉ်းစားနေပြီဆိုလို့ရှိရင်စင်ကာပူကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်အမပြောသွားတယ်ဒီနေ့အချက်ကလေးတွေကိုထည့်သွင်းစဉ်းစားလို့ရပါတယ်အခုဒီနေ့လာနားထောင်တဲ့အထဲမှာဒါចောင်းသားမိဘတွေရှိတယ်ဆိုလို့ရှိရင်လည်းဒါကိုကလေးကိုចောင်းသားပို့တဲ့အခါကြလို့ရှိရင်ဘယ်လိုနိုင်ငံမျိုးကိုရွေးချယ်သင့်လဲဆိုတာကိုဒါ knowledge လေးတစ်ခုပေါ့နော်ဆိုတော့နံပါတ်1အချက်ကအမတို့စင်ကာပူက top education system ဖြစ်တယ် top education ပြောရရင်ဒါအကုန်လုံးသိရတဲ့အတိုင်းစင်ကာပူလို့ပြောလိုက်တာနဲ့ဒါ education system ကို business အရာကိုအရန်ကိုဒါဘယ်လိုပြောရမလဲ quality တစ်ခုရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ education နဲ့ပတ်သက်ပြီးလုံးဝဒါနံပါတ် top ဖြစ်နေတယ်နံပါတ်2အချက်ကကြတော့အမတို့က business hub ဖြစ်တယ် business hub ဆိုတာကပေါ့ဒီအခုတကယ် international company တွေပေါ့နော်ဒါ Google တို့ Apple တို့ Microsoft တို့ Unilever တို့အများကြီးပဲအဲ့ဒီအခြေစိုက်ဒီ corporate company အကြီးတွေဒီ company ကြီးတွေနိုင်ငံတကာ company တွေရဲ့ဗဟိုပြုအခြေစိုက်တဲ့နေရာတစ်ခုလည်းဖြစ်တယ်ဆိုတော့ပြောချင်တာကအဲ့အတွက်ကြောင့်မလို့အမတို့ကစီးပွားရေးအရာလည်း stable ဖြစ်တယ်ပေါ့နော်စီးပွားရေးကိုကျောင်းသွားတက်မဲ့နိုင်ငံကစီးပွားရေးတောင်တမှုရှိရဲ့လားအဲ့ဒါကအရင်အရေးကြီးတဲ့အချက်ပါဘာဖြစ်လို့လဲဆိုတော့ကိုကျောင်းပြီးသွားတဲ့အခါကျရင်ဒါအလုပ်ကိုင်အတွက်ကိုစဉ်းစားရတော့မယ်အဲ့တော့ကိုတက်မဲ့နိုင်ငံကဒါစီးပွားရေးရလဲတိတ်ဆိတ်မချရဘူးအလုပ်ကိုင်အတွက်လည်းတိတ်ပြီး opportunity မရှိဘူးဆိုရင်ဒါကျောင်းသားတွေကနောက်ပိုင်းကျောင်းပြီးသွားရင်လည်းဒါလမ်းပြောင်းနိုင်တယ်ပေါ့နော်ဆိုတော့အမားတို့ကြတော့ဒါစင်ကာပူမှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကိုင်တွေကိုရှာဖွေလို့ရတယ်ဘာလို့လဲဆိုတော့အမားတို့မှာ corporate company တွေကလည်းအမှအခြေစိုက်နေတာအများကြီးပဲပြီးတော့နောက်တစ်ခုက language barrier ဆိုလို့ရှိရင်ဒါ English language တစ်ခုတည်းကိုပဲကြကြပြက်ပြက်သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့ကဒီ English ဒီတစ်ခုကိုကောင်းကောင်းမွန်ပေါ့နော်တက်ထားရုံနဲ့တက်ထားရုံနဲ့အမတို့ဒီပေါ့နော်ဒါအလုပ်ကိုင်နေရှာလို့ရမယ်ပြီးတော့နောက်ထပ် language additional တွေပါတယ်ပေါ့အရန်ကြီးပေါ့မဖြစ်မနေလိုအပ်တာမျိုးမရှိဘူးပေါ့နော်ဆိုတော့ပြီးတော့ဒီမောင်လေးညီမလေးတို့ကျောင်းတက်နေစဉ်အတွင်းမှာလဲဒါအခုကျောင်းသွားတက်လို့ဒါ၄စိတ်ရောက်ပြီဆိုကြတဲ့ကအကုန်လုံးဒါလမ်းမှာအကုန်လုံးလမ်းက shop တွေကောအကုန်ဒါ transportation ကလူတွေရောအကုန်လုံးဒါ English လိုပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့သွားရေးလာရေးရော communication ကောအရန်အဆင်ပြေပါတယ်ပြီးတော့English လိုသုံးတဲ့အပြင်မှာအမတို့နောက်တစ်ခုက nationality မျိုးစုံရှိတယ်ခုနကအမပြောသလိုစင်ကာပူမှာက corporate company တွေအများကြီးရှိတယ်အလုပ်ကိုင်တွေလည်းအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့် nationality မျိုးစုံကလာပြီးတော့အလုပ်လုပ်ကြတယ်ဒါစာတင်တဲ့သူတွေလည်းရှိတယ်ဒါအမတို့ PSB မှာဆိုရင်တော့ nationality ပေါင်း90ကျော်ရှိတယ်ဆိုတော့အသားရောင်ခွဲခြားမှုမရှိဘူးလူမျိုးခွဲခြားမှုမရှိဘူးအဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအကြောင်းသားတွေအနေနဲ့ဒါဒီအချက်ကလည်းထည့်သွင်းစဉ်းစားတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ environment ကဒါစင်ကာပူမှာဆိုလို့ရှိရင် crime rate တွေပါတယ်ဆိုမရှိသလောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့လူမိဘတွေဆိုလို့ရှိရင်ဒါကိုကလေးတွေကိုစိတ်ချလို့ရတယ်ပေါ့နော်မူရစေးတွေသုံးရမှလည်းမပူရဘူးတကယ် law တွေနဲ့ strict ဖြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါចောင်းသားတွေအတွက်ကိုဒါအဆင်ပြေရယ်နောက်တစ်ခုကကြတော့ environment ဆိုလည်းအရင် clean ဖြစ်တယ်ဒါ public transportation တွေ MRT တွေအမတို့ကျောင်းဆိုလို့ရှိရင်လည်းဒါ city mall city area မှာရှိရယ်ဆိုတော့လေဒါတကယ် center မှာရှိတယ် shopping mall area မှာလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဘယ်လိုပြောရမလဲသွားရလာရလွယ်တယ်ပြီးတော့ MRT နဲ့လည်းနီးတယ်အဲ့အတွက်ကြောင့်မလို့ဒါကျောင်းသားတွေအတွက်ကိုအဆင်ပြေတယ်သွားရေးလာရေးနေရေးထိုင်ရေးအစားမိဘတွေစိတ်ပူစရာမလိုဘဲနဲ့ဒါမျက်စိမှိတ်ပြီးလွတ်ထားလို့ရတဲ့နိုင်ငံတွေမှာပါတယ်ဆိုတော့ဒါဒီအချက်လေးတွေပေါ့နော်အဲ့တော့ကျောင်းသားတက်ဖို့စပြီးနိုင်ငံသားမှာစဉ်းစားဖို့စဉ်းစားနေပြီးနိုင်ငံရွေးနေပြီဆိုလို့ရှိရင်ဒါစင်ကာပူကိုရွေးမယ်ဆိုရင်ဒီအချက်လေးတွေကိုထည့်သွင်းစဉ်းစားလို့ရပါတယ်ဆိုတော့နောက်တစ်ခုဒီ slide လေးမှာကြတော့အမကဒီစင်ကာပူမှာဒါရွေးတင်တဲ့အကြောင်းတွေထဲမှာPSP ကိုဘာကြောင့်ရွေးတင်တာလဲပေါ့နော်ဆိုတော့ PSP ကိုဘာကြောင့်ရွေးတင်လဲဆိုရင်အမတို့ PSP ကကြတော့course ပေါ့နော် course တွေအများကြီးရှိတယ်ရွေးချယ်စရာ course တွေကိုအများကြီးရှိတယ်အမတို့မှာရွေးချယ်စရာ course တွေကိုမှာ business IT engineering life science sport science ဆိုတော့ business ဆိုလို့ရှိရင်လည်းအမတို့မှာအမျိုးအစားအများကြီးရှိသေးတယ်ပြန်ပြီးတော့ရွေးလို့ရတယ်ပေါ့နော် business ကိုမှာကိုကဘယ်အပိုင်းကိုစိတ်ဝင်စားတာလဲaccounting and finance လား digital marketing လားmedia and communication လားဒီ human resource ဘိုင်းလား hospitality နဲ့ tourism လားဆိုအများကြီးရှိတယ်ဒါ engineering ဆိုလို့ရှိရင်လည်း
electrical mechanical engineering mechanical engineering sorry နော်နားလေးmechanical engineering ဆိုပြီးတော့အမားတို့မှာနှစ်ခုပြန်ရွေးကြရှိရပေါ့နော် IT ဆိုလို့ရှိရင်လည်းဒါ infocom technology cyber security ရှိတယ် data science ရှိတယ်ပြီးရင်ဒါ robotic နဲ့ AI ပေါ့နော်အခုခေတ်က AI K ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ AI နဲ့ပတ်သက်ပြီးတော့ဒါ course တွေကနောက်ပိုင်းဒါ popular ဖြစ်လာတယ်ပေါ့နော်ဆိုတော့robotic နဲ့ AI ဘိုင်းကိုစိတ်ဝင်စားရဆိုလဲအမားတို့စီမှာတက်လို့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဘာတွေထက်ရှိအောင်မလဲဆိုရင်ဒီ life science ပေါ့နော်အခုက medical ဘိုင်းကိုစိတ်ဝင်စားတဲ့သူတွေဆိုရင် biomedical science ပေါ့ရှိရယ် biomedical science မှာအများကြီးပြန်ရှိမယ် applying chemistry လား molecular biology လား pharmaceutical ဘိုင်းကိုသွားချင်တာလားဆိုအများကြီးပြန်ရွေးလို့ရပါတယ်အဲ့တော့ PSB မှာကရွေးချယ်တဲ့ course တွေအများကြီးရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ course တွေနဲ့ပတ်သက်ပြီးတော့ကိုအမားတို့က partnership လုပ်ထားတဲ့ university တွေရှိတယ် partnership လုပ်ထားတဲ့ university တွေကအမားတို့က Asia မှာလာတက်ရုံနဲ့ဒီအနောက်နိုင်ငံကပေးတဲ့ဘွဲတွေရမှာပေါ့နော် UK တို့ Australia တို့ New Zealand တို့အဲ့ဒီ university ranking လေးတွေနဲ့ပတ်သက်တာကိုတော့အမဒီနောက် slide တစ်ခုမှာပြန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ရှင်းပြပေးပါမယ်ဒီ slide ထဲမှာကတော့အမ roughly ပေါ့နော်ဒီ university အကြောင်းလေးတွေ partner လုပ်ထားတဲ့တွေပဲပြောပြတာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီ industry ready graduate သွားတယ်ပေါ့နော် PSB Academy ကကြတော့ဒါ industry ready graduate ဆိုတာကဒီလုပ်ငန်းခွင်မှာလိုအပ်တဲ့ skills တွေကိုပို့ပြီးတော့ဒါတိုးတက်လာအောင်လို့ကိုဘယ်လိုပြောရမလဲလုပ်ငန်းခွင်မှာသုံးရတဲ့ skills တွေရှိမယ်ပေါ့နော်ဒါ interpersonal skills တို့ development skills တို့ leadership skills တို့အဲ့ skills တွေအကုန်လုံးကိုပါကျောင်းစာအပြင်ပမှာထပ်ပြီးတော့ဒါသင်ပေးထားပါတယ်ဆိုတော့အမားတို့စီက PSB ကကလေးတွေကကြတော့ဘယ်လိုဖြစ်လဲဆိုဒါသူများဒီကျောင်းပြီးသွားတာနဲ့ရှင်လို့ရှိရင်ပို့ပြီးတော့ဒါချစ်တလန်းတာနေတာပေါ့နော်လုပ်ငန်းခွင်မှာတင်တဲ့ skills တွေကိုလည်းကျောင်းမှာတင်ပေးတယ်ပြီးရင်ကျောင်းစာလည်းတင်ပေးတယ်ပြီးတော့အဲ့အတွက်ကြောင့်မလို့ဒါအမားတို့ရဲ့ဒီ survey အရာဆိုရင်2024မှာဒီ graduate survey အရာဆိုရင် PSB မှာစမွဲဖြေပြီး6လအတွင်းအလုပ်ရသွားတဲ့ကျောင်းသား percent က 82% ထိ impressive ရှိပါတယ်ဆိုတော့ဒါတွေကကျောင်းသားတွေအတွက်ကိုဒါအမားတို့က good opportunity လို့ပြချင်တာပေါ့နော်အဲ့တော့အမားတို့စီမှာကျောင်းပြီးသွားတယ်ဒါပေမဲ့အလုပ်ကိုင်အခွင့်အလမ်းရဆိုလို့ရှိရင်အမားတို့စီကပြီးသွားတဲ့ကလေးတွေတော်တော်များများဒီလောက်ထိလုံနိုင်နေတယ်ဆိုတာကိုအမားတို့ချပြချင်တာပေါ့နော်အဲ့တော့ဒီလိုမျိုးဒါ industry ready ဘိုင်းတွေတွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချက်လက်တွေမှန်ကန်လားမမှန်ကန်လားဆိုတာကိုလည်း website မှာစစ်ဆေးကြည့်လို့ရပါတယ်နော်ဆိုတော့နောက်တစ်ခုကဒါအမတို့ဒါ Best Education Institute in Singapore ဒါ Business Award ကိုလည်း2019မှာရထားပါတယ်ပြီးရင် Business Ranking Award ကိုဒီ Business Ranking Award ပေါ့နော်ဒါ Provider of Latest MBA Program Award ကိုလည်းဒါ PSB ရထားပါPSB ကတော့ဒါတော့ကြွားချင်တာပေါ့နော်စုတွေအများကြီးရှိရပေါ့နော်ထက်လည်းရှိသေးတယ်နောက်မှလည်းအများကြီးရှိသေးရပေါ့ဆိုတော့ဒါကတော့အမအကြောင်းလေးပဲပြပြလိုက်တာပေါ့နော်ကိုတက်မဲ့အကြောင်းရဲ့အထင်ကြီးဘယ်လိုရှိလဲဆိုတာအမောင်လေးညီမလေးတို့ကိုယ့်အကို research လုပ်ကြည့်လို့ရပါတယ်ဆိုတော့ဒါလေးကကြတော့ဒီ slide လေးမှာကြတော့အမတို့ရှေ့ကပြောတဲ့ဒီ degree pathway အကြောင်းလေးပြောချင်တာပေါ့နော် degree pathway မှာကအမတို့ကခုနပြောတဲ့ UK Australia New Zealand New Zealand နဲ့ပတ်သက်တဲ့ pathway တွေလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ degree certificate ရတယ်ဆိုရင်ဟိုမှာ campus မှာသွားတက်တဲ့ certificate တိုင်း same certificate ကိုရမှာဖြစ်ပါတယ်ဆိုတော့အမတို့စီမှာပြောချင်တာကဒီ official campus အနေနဲ့စင်ကာပူမှာလာဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စင်ကာပူမှာပြီးဆုံးအောင်တက်ရုံနဲ့ဒါ UK တို့ Australia တို့ New Zealand တို့ကပေးတဲ့ဘွဲကိုရမှာဖြစ်ပါတယ်အဲ့တော့ degree ကလည်းအတူတူပဲအားသာချက်တစ်ခုကကြတော့အမတို့က shorter duration ပို့ဖြစ်ပါတယ်shorter duration ဘာလို့ဖြစ်လဲဆိုရင်အမတို့ UK ဘက်မှာ directly သွားတက်မယ်ဆိုရင်ဒါ winter break တို့ summer break တို့ရှိမယ် module ကိုယူရတာတွေ module ကွာတာတွေရှိမယ်အမတို့ PSB မှာကြတော့ဒီပို့ပြီးတော့ဒါ course back ကိုအားတာပြီးတော့သွားတာပေါ့နော်course back ကိုပို့ပြီးတော့အားတာတာကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ sorry နော်အမောင်လေးခဏလေးအမဒီကလေးခဏလေးရေးချင်ဟုတ်ကဲ့ရပါတယ်မဟုတ်မလေးဟိုကလေးsorry ပါဆိုတော့ခုနက PSB မှာပြောသွားတယ်ဒါခုန slide လေးပြန်သွားလိုက်မယ်နော် pathway ဒါဒီမှာဆိုလို့ရှိရင် shorter duration အကြောင်းထားတာเนาะ shorter duration ဘာလို့ဖြစ်လဲဆိုလို့ရှိရင်အမတို့စီမှာခုနပြောတဲ့ဒီ winter break တွေပါတယ် UK တို့ဒီ Australia တို့ဘာလို့မျိုးမရှိဘူးပေါ့เนาะပြောချင်တာအကြောင်းစာကိုပဲ focus လုပ်သွားတယ်အဲ့တော့တစ်ခုနဲ့တစ်ခုပြီးသွားတဲ့အခါကြလို့ရှိရင်အမတို့ကဘာဖြစ်လဲဆို break တောင်မှတိတ်ပြီးတော့အရင်မရှိဘူးအလိုဆုံးတစ်ပတ်ပဲတခါတည်းကျောင်းသားတွေကိုတန်းပြီးတော့ run တာပေါ့เนาะအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့က shorter duration ပို့ဖြစ်တယ်ဒီစင်ကာပူမှာတည်ရုံနဲ့လေပြီးတော့နောက်တစ်ခုကကြတော့ယူရတဲ့ module ကပို့ပြီးများတယ်semester တစ်ခုမှာဆိုအမတို့ module 4ခုလောက်ယူပေးရတယ်ဆိုတော့အဓိကကျောင်းသားကိုကျောင်းစာ focus လုပ်ပြီးတော့ပဲအမတို့ကသင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့living cost တွေပါနေချိန်ဆကြည့်မယ်ဆိုလို့ရှိရင်လည်းအများကြီးတက်တာတယ်
အဲ့တော့ coffee တက်တာမယ်နောက်တစ်ခုကကြတော့ဒါဘယ်လိုပြောလဲcoffee တက်တာရဲ့ပြင်မှာ living cost ပေါ့နော်main campus မှာသွားတက်တဲ့ living cost နဲ့ရှင်းနေဆိုလို့ရှိရင်ဒါအများကြီးတက်တာပါတယ်ဆိုတော့ဒါကတော့ဒါကျောင်းသားမိဘတွေရောကျောင်းသားတွေရောထည့်သွင်းစဉ်းစားတင်တဲ့အချက်ပေါ့နော်ဆိုတော့ဒီလိုမျိုးနည်းနည်းဒါ coffee လဲတက်တာတယ် shorter duration လဲဖြစ်တယ်ဆိုပေမဲ့ဒါ quality of teaching တစ်ခုကိုပြင်မိပါမလားဒါဒီတစ်ခုကိုလဲဒါဒီမိကုန်းကိုလဲဒါမေးလို့ရတယ်ပေါ့နော်ဆိုတော့အမားတို့စီမှာတင်တဲ့ဆရာမတွေ lecturer တွေကဒီတိုင်း lecturer တွေပြည့်ရုံနဲ့လာတင်လို့မရပါဘူးအမားတို့နဲ့တကယ် partnership ချိတ်ဆက်ထားတဲ့ကျောင်းတွေကနေပြီးတော့ approve ဖြစ်ထားတဲ့ဆရာမတွေမှာလာတင်ခွင့်ရှိရပါဆိုအဲ့အတွက်ကြောင့်မလို့ delivery method လဲအတူတူပဲ textbook လဲအတူတူပဲပြီးရင်ဒီ exam paper လည်းအတူတူပဲအဲ့အတွက်ကြောင့်မလို့ရတဲ့ဘွဲကိုအတူတူပဲလို့ပြောချင်တာပေါ့နော်အတူတူပဲလို့ပြောချင်တာပေါ့နော်အဲ့တော့အမပြောချင်တာကဒီ teaching အနေနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေပေါ့နော်ဒါစိတ်ချရအောင်လို့ဒါအမတို့ကပြောပြတာဆိုတော့ certificate တွေကလည်းဟိုဘက်မှာရတဲ့ certificate နဲ့အတူတူပဲဖြစ်ပါတယ်ဆိုတော့အမနောက် slide မှာဆိုလို့ရှိရင်တော့ဒါကျောင်း partnership လုပ်ထားတဲ့ကျောင်းလေးတွေရဲ့ ranking လေးတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကကတော့ဒါ campus ပုံလေးကြီးပြပေးပြီဆိုတော့ဒါ skip လိုက်မယ်နော်ဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ university partner တွေပေါ့နော်အမားတို့နဲ့ချိတ်ဆက်ထားတဲ့ university partner တွေနဲ့ပေါ့နော်အများကြီးရှိပါတယ်ဒါ university partner တွေကအမားတို့နဲ့တရားဝင်ပေါ့နော်ချိတ်ဆက်ထားတဲ့အကြောင်းတွေဆိုတော့ဒီကျောင်းသားတွေကျောင်းပြီးသွားတဲ့အခါကျလို့ရှိရင်အမားတို့ PSP မှာတက်ရင်းနဲ့ပြီးသွားရင်ဒီ university တွေကပေးတဲ့ဘွဲကိုရမှာဖြစ်ပါတယ်ဆိုတော့အမားတို့ The University of Newcastle Australia ရှိတယ် La Trobe University Australia ရှိတယ် ECU ရှိတယ်Coventry University UK ရှိမယ် Massey University ရှိမယ် University of Hertfordshire ရှိမယ်ဒါဒီမှာကတော့ဒါ ranking လေးတွေဖော်ပြထားတယ်ပေါ့နော် The University of Newcastle Australia ဆိုလို့ရှိရင် top 15ထဲမှာပါတယ်ဒီ world ranking လည်းအရင်ကောင်းတယ်ဒါဒီ university ကတော့အကုန်လုံးလည်းသိထားပြီးသားဖြစ်မှာပါတော့အဓိကအရင်လည်းနာမည်ကြီးရ world ranking လည်းကောင်းတယ်သူ့စီမှာဆိုလို့ရှိရင်ဒါ biomedical science တို့ဒါ business နဲ့ပတ်သက်တာတွေ IT နဲ့ပတ်သက်တာတွေသင်လို့ရပါတယ်ဒီ slide ထဲမှာကြတော့ဒါ La Trobe University Australia သူဆိုလို့ရှိရင်လည်းဒါ Australia မှာ top 18ထဲမှာပါတယ်top 18ထဲမှာပါတယ်ပြီးတော့အဓိက biomedical science တို့ပြီးရင်ဒီဟို molecular biology applied chemistryအများကြီးပြန်ရွေးလို့ရတာပေါ့နော် La Trobe ကတော့တကယ် biomedical science အပိုင်းမှာနာမည်အကြီးဆုံးနဲ့ strong ဖြစ်ဆုံးဒါတက္ကသိုလ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီ biomedical science ဘိုင်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ La Trobe University Australia ကိုရွေးလို့ရပါတယ်နောက်တစ်ခုကကြတော့ ECU ကကြတော့အဓိက sport and exercise သမားတွေအတွက်ပေါ့နော် sport and exercise ဘိုင်းကိုစိတ်ဝင်စားတဲ့သူတွေရှိရဆိုလို့ရှိရင်ဒီ ECU ကိုသွားလို့ရတယ်အခုနောက်ပိုင်းမှာဒါ COVID ဖြစ်ပြီးတဲ့နောက်ပိုင်းဆိုလို့ရှိရင်ဒါ COVID ဖြစ်ပြီးတဲ့နောက်ပိုင်းဆိုလို့ရှိရင်ဒါ sport and exercise ဘိုင်းကိုပို့သွားတဲ့သူတွေရှိမယ် nutrition ဘိုင်းကိုပို့သွားတဲ့သူတွေရှိမယ်ဒါကတော့ဒါအမတို့နောက်ပိုင်းပေါ့နော် popular ဖြစ်လာတဲ့ program လေးတွေပေါ့အဲ့တော့ ECU ဘက်ကိုစိတ်ဝင်စားရဆိုရင်လည်းဒီကျောင်းလေးကို join လို့ရပါတယ်နောက်တစ်ခုကကြတော့ Coventry University UK ဒါကတော့မြန်မာကျောင်းသားတွေလည်းသွားများတယ် Asia ကျောင်းသားတွေလည်းသွားများဆုံးပေါ့နော်ဒါ UK ဘက်ကိုသွားကျင်တဲ့ကျောင်းသားတွေဒါ UK ဘက်သွေးတစ်ခုပေါ့UK မှာဆိုရင်လည်းဒါ top 42ထဲမှာပါတယ် world ranking လည်းကောင်းတယ်အဓိကကတော့သူကဒါ accounting and finance တို့ဒါ business နဲ့ပတ်သက်တာတွေပေါ့နော် digital marketing တို့ media and communication တို့ပြီးရင် engineering ဆိုလည်း electrical engineering mechanical engineering IT ဆိုလို့ရှိရင်လည်းဒါအများကြီးရှိတယ် infocom technology ရှိတယ် cyber security ရှိတယ်computing science ရှိတယ်အများကြီးပြန်ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ UK awarding body ကိုဒါလိုချင်တယ်ဆိုလို့ရှိရင်ဒါ Coventry University ကိုရွေးလို့ရပါတယ်နောက်ဒီ slide လေးမှာကြတော့ University of Hertfordshire ပေါ့နော်သူလည်း UK ပဲသူကလည်း84ထဲမှာပါတယ် top ထဲပါပါတယ်သူစီမှာကြတော့အဓိကကဒီ robotic နဲ့ AI ပေါ့နော်အခုက AI ခေတ်ဆိုတော့ဒါ AI ဘက်ကိုစိတ်ဝင်စားလာတဲ့အကြောင်းသားတွေလည်းရှိတယ်ဆိုတော့ robotic နဲ့ AI ဘိုင်းတွေ data science တွေစိတ်ဝင်စားတယ်ဆိုရင် University of Hertfordshire ကိုရွေးလို့ရပါတယ်ပြီးတော့နောက်တစ်ခုဒီကျောင်းရဲ့အားသာချက်တစ်ခုကနောက်တစ်ခုဘာရှိသေးလဲဆိုရင်အမတို့မှာ campus ကိုဒီစင်ကာပူမှာသွားတက်လို့ရတဲ့အပြင်မှာ e-learning ရှိပါသေးတယ်e-learning ကကြတော့အမတို့ကဒီ business ကို top up e-learning ပေါ့နော် business ကို master ရှိတယ် bachelor ရှိတယ်ဆိုတော့အမတို့ဒီ requirement ပေါ်မူတည်ပြီးတော့ဒါ e-learning ကတော့ပြန်ပြီးတော့ဒါ assess လုပ်သွားမှာပေါ့နော်အဲ့ဒီ e-learning ကအမတို့ကဘယ်လိုသင်ကြားပေးလဲဆိုရင်ကိုဘက်ကဒါ UK ဆရာမတွေက live session နဲ့သင်ကြားပေးတာပါအဲ့ဆိုတော့ Zoom နဲ့ပေါ့နော်ဆိုလို့ရှိရင်တို့ UK တိုင်းဆိုကိုတို့ဒီမှာ Asia မှာဆိုလို့ရှိရင်ည9နာရီဝန်းကျင်လာပေါ့အဲ့ချိန်ဆိုလို့ရှိရင်ဒါအမတို့ schedule နဲ့သင်ကြားပေးတယ် e-learning ကို University of ဒီ Hertfordshire ကပေးတဲ့ဒီ bachelor နဲ့ master ဘွဲကို e-learning သင်တာနဲ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်လေးတွေလည်းနောက်ပိုင်းအမကို detail ပြန်ပေးလို့ရပါတယ်နောက်တစ်ခုကဒါ New Zealand ဘက်ကို try ကျင်တဲ့အကြောင်းသားတွေအတွက်ပေါ့နော် New Zealand ဘက်ကိုသွားကျင်တယ်ဆိုလို့ရှိရင်ဒါ Massey University ရှိပါတယ်သူကလည်းဒါ New Zealand မှာလုံးဝ top 4ထဲမှာပါပါတယ်
ဆိုတော့ top 4ထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ New Zealand ဘက်က awarding body ကိုစိတ်ဝင်စားတဲ့ဒီရဲ့အကြောင်းသားတွေဆို try လို့ရတယ်အဓိကဒါ business analytics တို့ business management တို့ ID ဘိုင်းနဲ့ဒါ computer science နဲ့ ID ကို double major တွေပေါ့နော်ဆိုတော့အဲ့အပိုင်းတွေမှာဒီ Massey University ကဒါနာမည်ကြီးပါတယ်ဆိုတော့ဒါကတော့ New Zealand awarding လုပ်ထားတာပေါ့နော်အဲ့တော့အမတို့ PSP မှာကကျောင်းတွေကတော့အများကြီးပဲအဲ့တော့ကျောင်းသားကဘယ်က awarding body ပေးတဲ့ဟာကိုယူမှာလဲနောက်တစ်ချက်ကကြတော့ဒီဘယ်လိုမျိုး duration ပေါ့နော်ကို duration ကိုဘယ်လောက်ထိ expect လုပ်ထားလဲနောက်တစ်ခုက budget tuition fees ကိုရောကို range ဘယ်လောက်ထိသတ်မှတ်ထားလဲဆိုတော့အမတို့စီမှာ ranking အမြင့်ဆုံးကနေပြီးတော့အလယ်လက်ဖြစ်တဲ့အထိအများကြီးရှိတယ်မျိုးစုံရှိတယ်ဆိုတော့ကိုစိတ်ဝင်စားရဲ့ဘာသာရပ်ပေါ်မူတည်ပြီးလဲအမတို့ကဒီ suggest လုပ်ပေးတယ် recommend လုပ်ပေးတယ်ကျောင်းသားလိုချင်တဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့လဲအမတို့ suggest လုပ်ပေးတယ်ဆိုတော့အမတို့စီမှာရွေးချယ်စရာအကြောင်းများပါတယ် program လည်းများပါတယ်ဆိုတော့ဒါကတော့အမတို့နဲ့ partner လုပ်ထားတဲ့အကြောင်းတွေအကြောင်းပေါ့နော်ဆိုတော့အမတို့ဒါအခုစပြီးတော့ PSP မှာဘယ်ကနေ program တွေကနေစတက်လို့ရလဲဆိုရင်အခုလာနားထောင်တဲ့အထဲမှာဒါမောင်လေးညီမလေး GED တွေပါမယ် high school ပြီးတဲ့သူတွေလည်းပါမယ်10တန်း12တန်းပြီးတဲ့သူတွေလည်းပါမယ်ပြီးရင်တက္ကသိုလ်ပထမနှစ်တို့ဘာလို့လဲပါမယ်ပေါ့နော်အများကြီးဒီလူတွေအကုန်လုံးတို့အမတို့စီမှာ program ရှိပါတယ်ဆိုတော့အမတို့စီမှာဘယ်ကနေဆုံးစတက်လို့ရလဲဆို foundation certificate ကနေစတက်လို့ရတယ် foundation certificate ကတော့ IGCSE မပြီးသေးတဲ့ကလေးတွေတက်တာပါဆိုအမတို့အခုအနေဆုံးစထွက်လို့ရမယ်နိုင်ငံခြားစထွက်လို့ရမယ်ဆိုအခုဆိုအစိုးရကြောင်းgrade 9ပြီးတဲ့သမားတွေပေါ့နော်ကိုရန်ပြီးတဲ့ကလေးတွေဆိုလို့ရှိရင်ဒါ foundation certificate ကိုစပြီးတော့စတက်မယ် IGCSE ဖြည့်မယ်ပြီးပြီဆိုတာနဲ့ certificate တက်လို့ရပါတယ်အဲ့ဒါက duration က foundation certificate ကို6လ certificate ကို6လ certificate ကတော့အမတို့က IGCSE ပြီးတဲ့ကလေးတွေတက်တာပါနော် certificate 6လတက်ပြီး diploma တက်လို့ရပါတယ် diploma ကတော့6လကနေ12လ bachelor 16လကနေ32လ master က16လကနေ24လအဲ့တော့အမတို့က duration ကတော့ဥပမာ medical ဘိုင်းကိုယူတဲ့အကြောင်းသားတွေဆိုပိုပြီး duration ကြာမြင့်တတ်ပါတယ်ပုံမှန်ဆိုရင်တော့အမတို့ diploma 6လ bachelor 16လဆိုတော့ bachelor diploma ဆိုဘယ်သူတွေတက်လို့ရလဲဆို diploma ဆိုရင် GED ပြီးတဲ့သူတွေ diploma တက်လို့ရတယ်10တန်း12တန်းပြီးတဲ့ကလေးတွေ diploma directly တက်လို့ရတယ်နောက်တစ်ခုကပေါ့နော်ဒါ PSP ကနေ certificate ပြီးတဲ့သူတွေ diploma တက်လို့ရတယ်အဲ့တော့အမစီကနေပြီးတော့ assessment တော့ပြန်တင်ပေးရမှာပေါ့နော်နောက်တစ်ခု bachelor သမားတွေကကြတော့ PSP က diploma ပြီးတဲ့သူတွေ bachelor တက်လို့ရတယ်နောက်တခြားအကြောင်းကနေ diploma တစ်ခုခုရှိပြီးသားသူတွေပြီးတော့ဒီ university အခုဆိုတာတဝက်အကြောင်းမပြီးသေးတဲ့သူတွေပေါ့နော် first second year third year ဆိုလို့ရှိရင်ဒါ bachelor တက်လို့ရတယ်အမတို့စီမှာ year 2 directly တက်လို့ရတာပေါ့နော်16လပဲကြာမြင့်မှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက HND level 45 NCC level 45 APE ပေါ့နော်ဆိုအဲ့ဒါတွေအကုန်လုံးကဒါ bachelor တက်လို့ရပါတယ်အမစီမှာတော့ assessment ပြန်တင်ပေးရမယ်ပေါ့နော်အမတို့မှာ requirement လေးတွေတော့ရှိမှာပေါ့နောက်တစ်ခုက master ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲအမတို့စီမှာဒါ PSP မှာ bachelor ပြီးတဲ့သူတွေတက်လို့ရတယ်နောက်တစ်ခုကတခြား university တွေကနေ bachelor တစ်ခုခုကင်ဆောင်ထားတဲ့သူတွေတက်လို့ရပါတယ်ဆို master တိအမတို့စီမှာရှိတယ်ဆိုအဲ့တော့ case by case ပေါ့နော်ကျောင်းသားကတယောက်နဲ့တယောက်ကပြီးတာမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပြီးလဲအဲ့ပုံမှာမူတည်ပြီးတော့အမတို့ assessment ပြန်ပြီးတော့လုပ်ပေးတာပေါ့နော်ဆိုတော့ဒီ sector တွေကတော့အမလက်ရှိမှာပြောပြပေးပါတယ် business တွေဆိုလည်းအများကြီးပဲအခုဒီမှာလည်းထပ်ပြီးတော့ပြထားပေးတယ်ကိုရွေးချယ်ခြင်းနဲ့ fee တွေကိုရွေးချယ်ခြင်းနဲ့စိတ်ဝင်စားတဲ့ major တွေပုံမှာမူတည်ပြီးတော့အမတို့စီမှာအများကြီးပြန်ရွေးချယ်လို့ရပါတယ်ဆိုတော့အမတို့စီမှာအခု foundation certificate diploma အဲ့သုံးခုကကြတော့အမတို့စီရဲ့ PSP ကပေးတဲ့ဘွဲ့ကိုရမှာဖြစ်ပါတယ် PSP ကပေးတဲ့ဘွဲ့ကိုရမှာပါ certificate ကဒါ PSP ကပေးတဲ့ certificate ကိုရမှာဖြစ်ပါတယ်ဒီမှာဒီ certificate လေးပေါ့နော်ဒါဆိုနမူနာလေးပါdiploma အထိပြီးတဲ့အကြောင်းသားတွေဆိုရင်ရမှာကဒါ PSP ကပေးတဲ့ certificate ကိုရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ bachelor နဲ့ master ဆိုရင်ဘွဲ့ရတယ်ဆိုလို့ရှိရင်တော့အမတို့နဲ့ partner လုပ်ထားတဲ့အကြောင်းတွေအရှိရပြောထားတယ်ဒါ UK တို့ Australia တို့ New Zealand တို့ဘက်ကပေးတဲ့ဘွဲ့ကို certificate ကိုရမှာဖြစ်ပါတယ်ဒါဒီဒုတိယ certificate ဆိုလို့ရှိရင်ဒါ Lathrop University Australia ကနေတရားဝင်ပေးအပ်ထားတဲ့ certificate ဖြစ်ပါတယ်တကယ်လို့ဒီ Lathrop Australia မှာကိုယ်တိုင်ကျောင်းသားကတွားတက်မယ်ဆိုရင်လည်းဒီ certificate ပဲရမှာဆိုတော့ same certificate ရမှာဖြစ်ပါတယ်အဲ့တော့စင်ကာပူမှာတက်ရုံနဲ့အမတို့စီမှာဟိုဘက်နိုင်ငံကတခြားနိုင်ငံဒီ UK Australia New Zealand ဘက်ကနေပြီးတော့ quality တူတူ certificate အတူတူကိုရမယ်teaching လည်းအတူတူပဲ delivery method လည်းအတူတူပဲဘာလို့လဲဆိုအမတို့ကဒါ officially partner ပူးပေါင်းထားတယ်ဒါ Coventry ဆိုလို့ရှိရင်အမတို့စီမှာ official campus ကို Singapore campus မှာကိုယ်တိုင်အမတို့စီမှာလာဖွင့်ထားတာဆိုအဲ့အတွက်ကြောင့်မလို့ဒါအများကြီးဒါကျောင်းသားတွေအတွက်ကိုရွေးချယ်လို့ရရပေါ့နော် pathway တွေကို UK မှာနဲ့တရက်သွားတက်နေကြမလို့ပဲနဲ့ဒီဘက်ကိုပြန်ပြီးတော့ try လို့ရတယ်ဆိုအမတို့စီမှာခုနပြော program တွေကအရှိရပြောသွားတာတော့အမကဒီ campus မှာသွားတက်လို့ရတဲ့ program တွေပေါ့နော်အဲ့တော့ campus မှာသွားတက်လို့ရတဲ့ program တွေအပြင်မှာအမတို့မှာ e-learning လည်းရှိပါသေးတယ် e-learning ကကြတော့ campus မှာသွားတက်စရာမလိုဘူး visa မလိုဘူးမောင်လေးတို့ညီမလေးတို့ဒါ internet ရှိုံနဲ့ laptop တစ်လုံးရှိုံနဲ့အချိန်မရွေးနေရမရွေးကိုယ့်ကိုသင်လို့ရတယ်
ဆိုတော့ e-learning ကဘာအားသာချက်ရှိလဲဆိုရင်ဈေးနှုန်းပိုသက်သာမယ် affordable price ပိုဖြစ်မယ်ပြီးတော့အချိန်မရွေးတင်လို့ရတယ်ပေါ့နော်အဲ့တော့အခုတချို့ကျောင်းသားတွေရှိရပေါ့နော်ဟို certificate ကစတက်ရတဲ့ကျောင်းသားတွေဆိုလို့ရှိရင်ဒါ certificate diploma bachelor အဲ့တော့ certificate လောက်ကို e-learning နဲ့တင်ပြီးတော့ diploma နဲ့ bachelor ကြားမှာ Singapore campus မှာသွားတက်လေရတယ်အမတို့လက်ခံပေးရပေါ့နော်ဆိုတော့ကျောင်းသားတွေအတွက်ကို flexible ဖြစ်အောင်ရွေးချယ်လို့ရတာပေါ့ဒါမှမဟုတ်ဘူးကျွန်တော်ကတော့ဒါအမြန်ဆုံးသွားပြီးတော့ Singapore မှာပဲသင်ချင်တယ်ဆိုလို့ရှိရင်တော့ဒါတက်လို့ရပါတယ်ဒါတစ်ခုနဲ့တစ်ခုကတော့ဒါအားသာချက်အားနည်းချက်ပေါ့နော်ဒါအမတို့ကကျောင်း Singapore campus မှာသွားတက်ရင်တော့ဒါကျောင်း student life ကိုပို့ရမယ် activity တွေ participate လုပ်လို့ရမယ်အမျိုးမျိုးပေါ့နော်ပို့ပြီးဒါနိုင်ငံခြား experience ကိုပို့ပြီးတော့ဒါမြင်ရတာပေါ့နော်တကယ်လို့မဟုတ်ဘူးကိုကဒါ ready မဖြစ်သေးဘူးဆိုလို့ရှိရင်ဒါ certificate တို့ diploma တို့ကို e-learning နဲ့တင်ပြီးတော့မှ bachelor ကို Singapore မှာသွားတက်လို့ရတယ်ဆိုတော့အမတို့ကအခု bachelor နဲ့ master ကိုပြီးသားသူတွေရှိအောင်မယ်sorry တခုခုရပြီးသားဘွဲခုရပြီးသားအောင်မှာခုနကပြောတယ် top up တို့ master တို့ကိုတက်ချင်တယ်ဆိုလဲအမအရှိရပြောတယ် University of Hertfordshire ကပေးတဲ့ e-learning ရှိတယ် bachelor top up နဲ့master နဲ့ဆိုတော့အဲ့ဒါလေးလဲ join လို့ရတယ်ဆိုတော့အမတို့အဓိကမိတ်ဆက်ချင်တာကအမတို့မှာ campus full time နေမဟုတ်ဘဲနဲ့ e-learning လေးတွေလည်းရှိတယ်ဆိုတာကိုလည်းအမပြပြချင်တာပေါ့နော်ဆိုတော့ဒီတိုင်းဒီထက်အသေးစိတ်ကိုတော့အမနဲ့ပြန်ပြီး counseling ယူလို့ရပါတယ်ဆိုတော့နောက်တစ်ခုကဒါအရေးကြီးဆုံးအချက်ပေါ့နော်အမတို့စီမှာဒါကျောင်းသူကျောင်းသားတွေကို study grant တို့ scholarship တို့ပေးနေတာရှိပါတယ်အမတို့မှာအခုလက်ရှိ2026မှာကျောင်းတက်တဲ့ကျောင်းသားကျောင်းအပ်တဲ့ကျောင်းသားမှန်သမျှကို study grant တွေရှိပါတယ်အမတို့ study grant တွေကတော့ကိုတက်ရမယ့် program လိုက်အမျိုးအစားအစားရှိရပေါ့နော်အနည်းဆုံးဒါ1500ကနေပြီးတော့4000ဒါ8000 9000ကျော်အထိအမတို့အများကြီးရှိတယ်အဲ့တော့ဒီ study grant တွေကကျောင်းသားရဲ့ဒါ tuition fee တွေကနေမူရင်းသေးတွေကနေပြီးတော့နှုတ်ပေးမှာဖြစ်ပါတယ်နှုတ်ပြီးတော့ကြံတဲ့ဟာကိုပဲသွင်းရမှာဖြစ်ပါတယ်ဆိုခုနကပြောတဲ့ဒါ study grant တွေကကြတော့ဒါ2026မှာ enroll လုပ်မဲ့ကျောင်းသားတွေမှန်သမျှအကုန်ရမှာနှုတ်ပြီးတော့မှကျန်တာကိုသွင်းရမှာပေးသွင်းတဲ့အခါကျရင်လည်းအမတို့က flexible ဖြစ်အောင် installment plan အနေနဲ့လုပ်ထားပေးတာရှိပါတယ်ဆိုတော့ဒါကတော့အရှိရပြောတဲ့ study grant ကတော့ကျောင်းသားတိုင်းရမှာဒီနောက်တစ်ခုဒီ part တစ်ခုကကြတော့ scholarship ပေါ့နော်အမတို့အခုလက်ရှိ international student တွေအတွက်ကို Coventry University ကပေးတဲ့ 50% scholarship ရှိပါတယ်ဆိုတော့ scholarship ကတော့အမတို့ PSP ကဒီနှစ်မှာပထမဆုံးစပြီးတော့လုပ်ပေးတာပေါ့နော်ဆိုတော့ scholarship က tuition fee တဲ့ 50% ကိုနှုတ်ပေးမှာဖြစ်ပါတယ်အမတို့မှာ intake က Coventry ဆိုရင် March July November 3ခုရှိပါတယ်3ခုမှာ intake တစ်ခုမှာ candidate တစ်ယောက်ရွေးသွားမှာဖြစ်ပါတယ်ကျောင်းသား3ယောက်ရွေးမှာပေါ့နော် intake တစ်ခုစီမှာ1ယောက်ရွေးမှာ3ယောက်တူတယ်ရွေးမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ match intake အတွက်ဒီ scholarship deadline ကတော့အမတို့ကပိတ်သွားပြီပေါ့နော်ဒါဒီမှာတော့ February 9ရက်နေ့ deadline ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်ပိတ်သွားပြီတကယ်လို့ match လကိုမှအမိ join ချင်တဲ့ကျောင်းသားတွေဒီထဲမှာရှိတယ်ဆိုလို့ရှိရင် study grant ပေါ့နော်အမတို့ study grant ကို4000ရှိတယ်8000ကျော်ရှိတယ်အဲ့ study grant နဲ့အမတို့တက်လို့ရပါတယ်ဆိုတော့ဒီ Coventry အခုစတက်မဲ့သူတွေကကြတော့ဘလို့ကျောင်းသားတွေတက်လို့ရလဲဆိုရင်ဒါ HND level 45ပြီးထားတဲ့သူတွေ NCC level 45ပြီးထားတဲ့သူတွေပြီးတော့ bachelor ရထားပြီးသားသူတွေဆိုလဲ master တက်လို့ရတယ်ပြီးရင် university တက်ကိုတူခုကဒါ first year တို့ second year တို့ third year တို့ဆိုစပြီးဒီ Coventry ကိုစတက်လို့ရပြီ apply လုပ်လို့ရပြီပေါ့နော်အဲ့တော့ဒါကျောင်းသားတွေအတွက်ကိုအမားတို့ကဒီနောက်ထပ်ဒီ July နဲ့ November intake အတွက် 50% နေရတော့အမားတို့ deadline ကိုပြန်ပြီးတော့ကြော်ညာပေးပါမယ်အဲ့ဒီအတွက်ကို 50% ဆိုရင်တော့ apply လုပ်လို့ရပါတယ်အခုအနည်းဆုံး intake ကတော့အမားတို့ March intake ရှိပါမယ်ဆိုတော့ဒါကတော့အမအခုလက်ရှိ scholarship update လေးပြောသွားတာပေါ့နော်ဒါ scholarship လုပ်မယ်ဆိုလို့ရှိရင်တော့ဒါလိုအပ်တဲ့ requirement လေးတွေတော့ထပ်ရှိအောင်ပါပေါ့ဒါ study grant ကတော့အမတို့က promotion သဘောမျိုးဆိုတော့အကုန်လုံးလူတိုင်းရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုဒီ slide လေးမှာပေါ့နော်အမအရေးကြီးဆုံးပြောချင်တာကဒီ student life ပေါ့နော် student life ကကြတော့ကျောင်းသူကျောင်းသားတွေကိုဘယ်လိုပြောရမလဲကျောင်းသူကျောင်းသားတွေကိုဒီ care လုပ်ထားပေးတာပေါ့နော် student care ရှိမယ်ဒါ guidance လုပ်ထားပေးတာရှိမယ်ကျောင်းသားတွေကိုဘယ်လိုမျိုးကျောင်းဘက်ကနေ support လုပ်ပေးနေလဲပေါ့အခုကျောင်းတက်ဘက်အခုမောင်လေးညီမလေးဆိုရင်ဒါကိုကြသွားတက်မဲ့ကျောင်းကဒါ activity တွေဘာတွေလုပ်ထားပေးလဲအဲ့ဒါလေးတွေလည်းစိတ်ဝင်စားမှာပေါ့နော်ဒါကျောင်းစာပြင်ပအနေနဲ့ပေါ့နော်ဒါအမားတို့ကျောင်းဘက်ကနေပြီးတော့ holistic support လုပ်ထားပေးပါတယ် holistic support ဆိုတာကကျောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုဖက်ကနေ support လုပ်ထားပေးတာပါအဲ့တော့စိတ်ပိုင်းဆိုင်ရာအရဆိုဘာတွေရှိမလဲဆိုဒါကျောင်းသားတွေကအိမ်နဲ့ခွဲရလို့ homesick တွေဖြစ်ကြမယ်ဒါdepression ဝင်တဲ့သူတွေရှိမယ်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးဒါအမားတို့မှာ counseling လုပ်ပေးတဲ့ team တွေရှိတယ် student support ကိုတက်ကို care လုပ်ပေးတဲ့ team တွေရှိတယ်အချိန်မရွေး keep in touch လုပ်ပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ learning support ပေါ့နော် learning support ဆိုရင်ဒါကျောင်းစာအနေနဲ့ကိုဘာတွေလိုအပ်လဲကျောင်းစာပေါ့နော်ကျောင်းစာအနေနဲ့ဘာတွေလိုအပ်လဲဆိုတာဒီကျောင်းကိုတင်တဲ့ကျောင်းစာတွေမှာအခက်အခဲဖြစ်နေလားဘာတွေထပ်ပြီးတော့ကျောင်းဘက်က provide လုပ်ပေးရအောင်လဲဆိုတာလေးတွေလည်းအများကြီး counseling လုပ်လို့ရတယ်ပြီးတော့နောက်တစ်ခုကအမတို့စီမှာ international student တွေလည်းအများများတာဖြစ်တဲ့အတွက်ကြောင့်မလို့
student club တွေလုပ်ထားပေးတယ်အဲ့တော့ကိုက networking skills တွေရှိမယ် student counseling ပေါ့နော် student counselor တွေဖွဲ့ထားမယ်အဲ့မှာကိုကဒါတငယ်ချင်းတွေအများကြီးလုပ်မယ် activity တွေမှာပါဝင်မယ်ပြီးရင်ဒါကိုအတွက်ကဒါ skills တွေပို့ပြီးတော့ကျောင်းသားတွေအတွက်မြင်တာပေါ့နော်အဲ့တော့ extra curricular activity တွေအနေနဲ့ကိုအားတာချက်ရှိတယ်ဆိုအမားတို့အကုန်လုံးကလည်းဒါကျောင်းသားတွေကိုဒါ encourage လုပ်ပါတယ် extra curricular activity တွေကို join ပေးဖို့ဘာလို့လဲဆိုတော့ကိုကျောင်းပြီးသွားတဲ့အခါကျရင်နောက် PSB ကနေပဲတခြားနိုင်ငံပဲစင်ကာပူကနေပဲပြောင်းအလုပ်ပဲလုပ်ကိုယ့်ရဲ့ portfolio မှာဒီလိုအချက်လက်တွေမှာဒါ participate လုပ်ထားတယ်ဒီလို club တွေမှာကိုဥဆောင်ထားတယ်ဆိုလို့ရှိရင်ဒါကျောင်းသားအတွက်ကိုလာ is a good chance ပေါ့နော်ဆိုတော့ဘယ်နေရာသွားကျောင်းသားတွေအတွက်ကဒါအဆင်ပြေတဲ့ skills တွေကိုအမားတို့ထည့်ထားပေးရပါပေါ့နော်ဆိုတော့ဒီ curricular activity လေးတွေကိုလည်းအမားတို့က participate လုပ်ရှင်ပါတယ်လုပ်စေချင်ပါတယ်အကြောင်းဘက်ကလည်းဒါအခု student club ကိုလည်းအများကြီးအမားတို့လုပ်ထားပေးတယ်ဒါ community service club တွေ dance club တွေ music club တွေ photography club တွေ sports club တွေပေါ့နော် badminton club တွေပေါ့တော့ sports နဲ့ပတ်သက်တဲ့ club တွေအများကြီးအမားတို့လုပ်ထားပေးပါတယ်နောက်တစ်ခုကကြတော့အဲ့ club တွေအပြင်မှာအမားတို့ career service နဲ့ industry engagement လေးလုပ်ထားပေးပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတာ career portal တစ်ခုလုပ်ထားပေးတယ် PSB ကျောင်းသားတွေအတွက်ကိုကျောင်းပြီးတဲ့အခါကျရင်အလုပ်လျှောက်ဖို့အတွက်ပေါ့နော်ဆိုတော့အမားတို့က industry တွေနဲ့ connect လုပ်ပြီးတော့ workshop တွေလုပ်ထားပေးတယ် job fair တွေလုပ်ထားပေးတယ် industry ကတာဝန်ရှိတဲ့လူတွေနဲ့ပေးတွေ့တယ်ဆိုတော့ကျောင်းသားတွေအတွက်ကဒါ interview ဖြေလို့ရမယ်အလုပ်ကိုင်တွေခွင့်လန်းတွေကို explore လုပ်လို့ရမယ်ဆိုတော့ဒါအားသာချက်တွေပေါ့နော်အဲ့တော့အမားတို့ကဒီ engagement တွေကိုအများနဲ့ကျောင်းဘက်ကနေပွဲတွေလုပ်ထားပေးတယ် workshop တွေလုပ်ပေးတယ် interview ဘယ်လိုဖြေမလဲ resume ဘယ်လိုရေးမလဲ LinkedIn မှာ profile ဘယ်လို big လုပ်မလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါအမားတို့ပြီးခဲ့တဲ့နှစ်တည်းကလုပ်ထားတဲ့ activity တွေပေါ့နော်ကျောင်း website မှာလည်းဝင်ကြည့်လို့ရပါတယ်အခုဒီမှာဆိုရင်ဒါဇန်နဝါရီလလုပ်သွားတာဆိုရင်ဒါ resume mastery ဘယ်လိုရေးမလဲဆိုတာပေါ့နော်အဲ့တော့ကျောင်းသားတွေကကျောင်းတက်နေရင်းနဲ့ဒါပြင်ပလောကကိုလည်းထိတွေ့ခွင့်ရတာပေါ့နော်အဲ့တော့အမားတို့ကျောင်းသားတွေကကျောင်းပြီးတဲ့အခါကျရင်အလုပ်ကိုင်ပို့ရဖို့ကို chance အများကြီးရှိပါတယ်တော့ဒါလေးတွေဝင် join စေချင်တယ်ပေါ့နော်။ကျောင်းဘက်ကတော့သိရမလားအဓိကမောင်လေးတို့ညီမလေးတို့လုပ်ရမှာကကျောင်းနဲ့ connect ဖြစ်နေဖို့ပဲ။ကိုကတော့ဒါဒီကြော်ညာတဲ့ဟာတွေကိုအများနဲ့ keep in touch ဖြစ်ပြီးဝင်ကြည့်နေရမှာပေါ့နော်။အဲ့တော့မှကိုကဘယ်နေ့ဘာတွေမှာဘာလုပ်မလဲဆိုတာသိမှာ။ကိုကို direct inform လာလုပ်တာထက်ဆိုင်လို့ရှိရင်ကိုကအမြင်နဲ့ညှက်ချင်မပြတ်စောင့်ကြည့်နေရင်တော့ပိုကောင်းတာပေါ့နော်။ဒါအမားတို့ကလည်းဒါတယောက်ချင်းစီကို like inform လုပ်ဖို့ကမလွယ်ဘူးလေ။ကျောင်းမှာကျောင်းသားအများကြီးဆိုတော့ဒါကိုကကိုကျောင်းရဲ့ website တွေကို keep in touch လုပ်မယ်။ကျောင်းသားရေးရာဒီ department တွေကတင်ထားတဲ့ဟာတွေကိုအမြဲကြည့်ပြီးတော့ကို participate လုပ်လို့ရတယ်။ပြီးတော့အမားတို့ဒီကျောင်းသားဟောင်းတွေနဲ့လည်း reconnect လုပ်ပေးတဲ့ event တွေရှိတယ်။ကျောင်းသားဟောင်းတွေနဲ့ဘာလို့ reconnect လုပ်ပေးလဲဆိုရင်အခုလက်ရှိမှာအမားတို့ကျောင်းသားဟောင်းတွေထဲမှာနေရာတစ်ခုရထားပြီးသားသူတွေရှိတယ် successful ဖြစ်နေတဲ့သူတွေရှိတယ်။ဆိုတော့သူတို့အခုလက်ရှိလုပ်နေတဲ့နေရာတွေမှာposition တွေ open နေရာတွေလည်းရှိတယ်။ bar skills တွေလိုအပ်လဲဆိုတာတွေလည်းရှိတယ်။ဆိုတော့အဲ့ဒါတွေအများကြီးပေါ့နော်။အဲ့ဒါတွေအများကြီးကိုဒါ opportunity တွေကိုကျောင်းသားဟောင်းတွေကလည်းပြန်ပြီးကိုကျောင်းသားတွေကိုပို့ပြီးတော့ deliver လုပ်ပေးရဆိုတော့ကျောင်းသားတွေအနေနဲ့လည်းဒါမေးလို့ရတယ်ပေါ့နော်အလုပ်ကိုင်ခွင့်လန်းနေဆိုလဲသူတို့နေရာမှာဘယ် position တွေတော့ open ဖြစ်နေတယ်ရှောက်လို့ရတယ်ဆိုအကုန်လုံးက support လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုဒီကျောင်းသားဟောင်း alumni reconnect တွေလည်းအမားတို့ဘက်ကလုပ်ပေးတယ်ဒါအခုဆိုရင်ဒါ February လထဲမှာပါရှိမလဲဆိုရင်25ရက်နေ့ဒီနေ့ sorry ဒီနေ့လားမသိဘူးဟုတ်တယ်ဒီနေ့ဆိုလို့ရှိရင်ဒါ interview mastery workshop interview mastery workshop ရှိမယ် interview နဲ့ပတ်သက်ပြီးဘယ်လိုဖြေမလဲဆိုတဲ့ tips တွေကို workshop လုပ်ပေးရတော်မောင်လေးတို့ညီမလေးတို့အမြဲကိုကကြောင်းတက်နေနေလဲဒီလိုမျိုးဟာတွေကိုဝင် join နေဆိုရင်ဒါအလုပ်ကိုင်အတွက်ကို chance ကပိုများတယ်စိတ်ပူစရာမရှိဘူးပေါ့နော်ဆိုတော့အမပြောတဲ့အချက်လက်တွေကတော့ဒါအဓိကတော့အကြောင်းအချက်လက်တွေရောပြီးတော့ဝင်ခွင့်နေရတော့ဒါအမတို့ဒီတက်ဆိုင်ရာအကြောင်းသားတွေရဲ့ဒါ different background တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမပြန်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်အကြောင်းအချက်လက်တွေကိုသိကျင်နေဆိုရင်အမတို့မှာ Facebook page တွေရှိတယ် website တွေရှိတယ်အဲ့ဒါတွေကို sharing လုပ်ထားလို့ရတယ်အမတို့မြန်မာမှာဆိုရင်ဒါမြန်မာ page ဆိုရင် PSB Academy မြန်မာ page တစ်ခုရှိတယ် Singapore ကနေပြီးတော့ဒါ officially page တစ်ခုရှိတယ် page နှစ်ခုရှိတယ်ပြီးနောက်တစ်ခုက website ထဲမှာလည်းအကုန်ကိုတင်ကြားမဲ့ဘာသာရဲ့ course outline တွေကအစအကုန်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ information လေးတွေကိုအမားတို့ဒီအကြောင်းတွေရဲ့information တွေအကြောင်းရဲ့တကယ် official website တွေကို keep in touch လုပ်ပြီးတော့အကြောင်းသားတွေအနေနဲ့အကုန်ကြည့်လို့ရပါတယ်ဆိုတော့ဒါကတော့ဟာတွေပေါ့ PSB ရရတဲ့certificate တွေပေါ့နော် PSB အကြောင်းကနေ award ရထားတာတွေပေါ့ဒါတွေကကြွားတာပေါ့နော်ဟုတ်အဲ့တော့ဒါဒီနေ့ information sharing လေးကတော့ဒီလောက်ပါပဲဆိုတော့အခုလက်ရှိနားထောင်နေတဲ့မောင်လေးညီမလေးရှိရဆိုရင်ကိုဘာပြီးထားလဲပုံမှာမူတည်ပြီးတော့ဘာစိတ်ဝင်စားလဲပုံမှာမူတည်ပြီးတော့အမအောင်မေးလို့ရပါတယ်ချက်ပေါက်မှာလည်းမေးလို့ရတယ်မိုက်လေးဖွင့်ပြီးတော့လည်းမေးလို့ရပါတယ်ရှင်